သိပ္ပံပညာရှင်အိုင်းစတိုင်းကွယ်လွန်တဲ့ညမှာပဲသူ့ရဲ့အုံနောက်ဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ဘယ်လိုဖြစ်ခဲ့လဲဆိုတဲ့အမှန်တရားဟာနှစ်ပေါင်း40ကြာပြီးမှပေါ်ပေါက်ခဲ့ပါတယ်။1955ခုနှစ်မှာအိုင်းစတိုင်းဟာနယူးဂျာစီပြည်နယ်ကဆေးရုံတစ်ခုမှာကွယ်လွန်ခဲ့ပါတယ်။အဲဒီညမှာပဲယောဂဗေဒပညာရှင်ဒေါက်တာသောမတ်ဟာဘေးဟာရင်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ပြီးခွင့်ပြုချက်မရှိဘဲအိုင်းစတိုင်းရဲ့အုံနောက်ကိုခိုးယူသွားခဲ့ပါတယ်။နှစ်ပေါင်း40ကြာပြီးမှအိုင်းစတိုင်းရဲ့မိသားစုဟာဒီအဖြစ်မှန်ကိုသိသွားတဲ့အခါဒေါသထွက်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့သိပ္ပံပညာအတွက်တည်တံ့လေ့လာခွင့်ပြုခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကအိုင်းစတိုင်းရဲ့အုံနောက်ကိုလေ့လာခဲ့ကြရမှာထူးခြားတဲ့ပုံစံတချို့ကိုတွေ့ရှိခဲ့ပါတယ်။အထူးသဖြင့်သင်္ချာနဲ့အာကာသဆိုင်ရာတွေးခေါ်မှုနဲ့ဆက်နွယ်တဲ့ area မှာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့အိုင်းစတိုင်းရဲ့အုံနောက်အပိုင်းအစတွေကိုပြတိုက်တွေမှာပြသထားပါတယ်။ဒါဟာမေးခွန်းထုတ်စရာဇာတ်လမ်းတစ်ခုပါပဲ။စူးစမ်းရှာဖွေခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာသိပ္ပံပညာဟာဘလောက်အထိရှေ့ဆက်သွားသင့်ပါသလဲ။ Thamain Entertainment Channel ပါစိတ်ဝင်စားဖွယ်ရာသမိုင်းကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်။